နေ့2025ခုရော်ဒီတိုင်းတွေကဒီကျက်လက်မြို့နယ်လက်ပတ်ချောင်းများကြီးပါဓမ္မဒုက္ခကြောင့်လည်းနိုင်သုဒ္ဓကျင်တော်ပြမပြုလို့တော့ကျေးဇူးတော်ရှင်ဆရာတော်ကြီးများတရိယာပူဇော်ခြင်းနဲ့ရက်တရားပြီးမွေးနေ့ကျောင်းသူကျောင်းသားများအားလုံးဓမ္မစကူကျောင်းသူကျောင်းသားများအားလုံးကျောင်းကြီးပေါ်မှာနေရာယူပေးဖို့ခန္ဓာဖွင့်လှစ်ပြီးတဲ့နောက်စီစဉ်လေးရဆရာတော်ဘုရားကြီးများဝန်ချတောင်းပန်ခြင်းရာဖြာဖြာ၌တွင်နေပြတာဆိုမှတော့ဘုရားကုံတော်ကျေးဇူးတော်ရှင်ဘောင်းတော်ကျဆရာတော်ဘုရားကြီးနဲ့ကျန်တဲ့မျိုးဘာကြောင့်ဆရာတော်ဘုရားကြီးနဲ့တော့ဘဝလက်တံဆံကောင်းသွားကြသောဘုရားရုံးဆရာတော်ဥဒိလာဆရာတို့အားဝန်ချတောင်းပန်တာဖြစ်ပါတယ်ဒီဘာတော့ကြောင့်ဦးစင်းကနေပြီးတော့ရှိကနေတိုင်ပြီးတဲ့အခါမှာအလုံးတော်တရားနာပိဿပေါင်းတော်ကောင်းတို့ကလည်းအနောက်ကနေပြီးတော့ညီညာလေးနဲ့ဝန်ချတောင်းပန်တော်ကိုလိုက်လာဆိုရန်ဖြစ်ပါတယ်ယထာမူလံယထာအကုတလံသစေယေမေပမာဒံမန္တယဒေဒနောတံဝရာယဗျမစုတယလက်ကိုင်းထား၍တပိဒါယကဒါယကလမ်းပြဩဝါဒပေးတော်မူကြပါကုန်သောမိုင်မေတိအလယသွေဝေတိအလယမလိမာတိအလယသဘာဝဖြင့်ပြေမမိခဲ့သည်ရှိသောဒုအဖြစ်တို့ကိုနောင်ကာလ၌ဆောင်စည်းပါရန်အလို့ငါဟွန်ချတောင်းပန်ကရောကြောင့်မေတ္တာရှင်ကရုဏာရှင်မုဒိတာရှင်ဥပေက္ခတခေဆရာတော်အရှင်သူမြတ်ကြီးတို့ဖရာသာသနာ့ကျောင်းသားဤဦးစီးဗလာလဖြစ်တော်မူသောဗုဒ္ဓယေဝင်ဆရာတော်ဥတိလာစာရပူဇော်ကြပါကိုဤသတိတော်တို့ဤလူထစကအပ်သောဝိရောမတို့အားဓမ္မချီးမြှောက်ဘုရားတော်အားဖြင့်ဒုနာအလုံးစုံဥဒ္ဒနဲ့ချပြီးလို့ရအောင်ရောခြေရုံဥက္ကပူဇော်ပါတယ်ဗျာအခုလိုကြွရောက်ခြင်းပြီးတဲ့အတွက်လည်းပဲအထုပဲတရားသူတော်ဝမ်းမြောက်မိပါတယ်ဗျာယနေ့တရားသူတော်များတို့ပူဇော်အပ်သော คนที่พ่อหนูอยู่เสียหรอ
ကာယကဒုက္ခသိက္ခာဒုက္ခအပင်ခံပြီးတော့ဘုရားတပည့်တော်တို့ရဲ့သာသနာကိုကြီးမြောက်ထောက်ခံခဲ့ကြတဲ့ဆရာတော်ဘုရားများဖြစ်ပါလေဗျာရှင်လင်းပြရဲ့ဥဒိရဲ့ရှင်လင်းပြရောက်တဲ့ချက်ကိုညီကုန်းခံကအသုံးတတ်ပါတယ်အလုံးစုံသူတော်ကောင်းပေါင်းလို့သာဓုသာဓုသာဓု မနောကံသရဒုက္ခခန္တိသောအပြစ်တို့ကိုရောက်ပါနေခြင်းအကျိုးငါသတ္တမဒုတိယတတိယတိတိသုံးနေရအောင်ဘုရားရဲ့လက်ဆုံးမူ၍ရှိခိုးပူဇော်ဒီတော်မှန်လျှော့တော်ပါ၏ရှင်ဘုရားတော်ရတော်အကျိုးအားကြောင့်တေယိဝကသုံးမယတိဆရာတရားတရားသံဃာဥစွာသောယတနာမြတ်သုံးပါးပေါင်းတို့အားဤညိုလေးမြတ်စိကဝိလေရှိကိုပူဇော်ဖြစ်သောမတ္တကဥဒိဋ္ဌဒါနကမ္မဝရကောင်းမှုကုသိုလ်ကစေရနာမောင်အောင်ဘုံကျော်မောင်ကျော်တို့ရဲ့ယတ္တရားမြောက်အခါသမယဝေသံဃာတော်ရှင်သူမြတ်တို့ဟာမောမြတ်သောအလူဒါနတို့ကိုသက္ကလူတော်၏မင်္ဂလာဤကြောင့်ဖြစ်သောကုသိုလ်မင်္ဂလာစေရနာဤကဲ့သို့ပေါင်းအပ်များမြတ်သောကုသိုလ်ကံစေရနာပြပြတို့ကြောင့်မိမိတို့သည်အလိုရှိယမတောင်းတာပန်ဆင်အပ်သောတရှိခြင်းဆင်းလာခြင်းချမ်းသာခြင်းခွာခြင်းဉာဏ်ပညာကြီးခြင်းဘုန်းတော်ကောင်းသာမျိုးကောင်းသမီးများဖြစ်ကြပါစေဟံဗန္တိဣတရဏိနာသဟသင်္ဃသမနာကတံဒုတိယံပိတတိယံပိဟံဗန္တိဣတရဏိနာသဟသင်္ဃသမတိယမဝဒာမိတံဝရိတနမောတတ္တဗုဒ္ဓဝါတောရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဓမ္မတရဏံကိသာမိသံဃတရဏံကိသာမိဘုရားတရဏံကိသာမိဓမ္မတရဏံကိသာမိသံဃတရဏံကိသာမိဒုတိယံပိဘုဒ္ဓကမနံပရိဘုံနံနာတိဘာဒာဝိရမိသိက္ခာပရသမာဓိယာမိနာတိဘာဒာဝိရမိသိက္ခာပရသမာဓိဝိရမိသိက္ခာပရသမာဓိယာမိရာမိရယမိသပမာဒဒါနာဝိရမိသိက္ခာပရသမာဓိယာမိရာမိရယမိသပမာဒဒါနာဝိရမိသိက္ခာပရသမာဓိယာမိဝိကာလဘောဇနာဝိရမိသိက္ခာပရသမာဓိယာမိသေနာဝိရမိသိက္ခာပရသမာဓိယာမိဓမ္မေပုံယံအာဝကေယသောကမ္မပိတိသာရရတယ်နာမည်လေးပါလားဟောနေပြီအဲ့ဒေဝတရာကိသံဒုဒေဝတာသတ္တမမုနိရသတ္တသုဏန္တုသကမောက္ခသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောရတောသမ္မာသမ္ဗုဒ္ဓတ္တယသာနုယောမာသဂௌတမသရိကိသိယေနဝေညုပရိဥပဝတေယောသုခိနောအကိမိနောတုသဗ္ဗတတ္တဘောတုသုခိတတ္တဒိဋ္ဌံသရဏိတေနောဝါလယနောယဝတ္တဝိဒာမိတောဒိဋ္ဌံတရေဒိဋ္ဌိယဗြဟ္မာမိတံဝိဟာရမိဒမောဒိဋ္ဌိသံဥပကမ္မတိအဝါဒသနေနသမ္ပန္နပါဠိပြောတော့ပဋိဒါနာပါခေါ်လဲပဋိဒါနာနော်ဒီနေ့ပြစ္ဆုတ်ကံမှာဟလာမျက်မှောက်ပြင်ကြားတဲ့ဥနဲ့တူပေးကံကျွေးမွေးလို့ရတယ်ရောအင်းဆိုပြီးတော့ဉာဏ်ချင်းသာနာဒါနရဲ့ရှင်မှာပဋိဆိုတဲ့စကားလေးတစ်လုံးပို့သွားတာနော်အဲ့တော့နှမျိုးပေါ့ဒါနနဲ့ပါတယ်လေပဋိဒါနဒါနဆိုတာအခုဘုရားတို့အသက်ထင်ရှားကိုတို့တို့ဒီဟာဘုန်းကြီးတွေကိုစောင့်တတ်တယ်လူတွေကိုကျွေးမွေးတယ်နော်အပြန်လာလူကံပုဂ္ဂိုလ်အလူချင်း
ပုဂ္ဂိုလ်တွေကအလားတတော်တက်ထင်ရှားရှိနေတော့ဒီကံကျွေးဝင်တဲ့တတိဆိုပြီးတော့အဲ့လိုကျွေးရင်တော့အဲ့ဒါဘုရားဘာသာရဲ့ယမန်ချက်မဟုတ်တော့လူရာတန်းတာလောက်ကကိန်းတာတော့ဆင်တူပဲစိတ်ထားလေးမတူတာမတူတာလေအာယုံကြည့်ဖို့ယုံကြည်ချက်မတူတာပေါ့နော်ကုသိုလ်ရေးနဲ့ဘာသာရေးကမတူဘူးလေကုသိုလ်ရေးဆိုတာကကုသိုလ်ဖြစ်ရင်ပြီးရောပဲယုံကြည်အားယုံလို့လို့ရတယ်အရေးကြီးတာကအကုသိုလ်မဖြစ်ဖို့ပဲဘာရေးကြီးတာလဲအကုသိုလ်မဖြစ်ရင်ကုသိုလ်ဖြစ်ရတာကုသိုလ်ရေးပဲအဲ့ကုသိုလ်ရေးကကိုယ်တယောက်တည်းမဟုတ်ဘူးဘာသာရေးတွေလည်းလုပ်ကြတာသူတို့လည်းပဲကုသိုလ်ရေးလုပ်ကြတယ်ပညာရေးဩဝါဒဆိုတာနဲ့ပတ်သက်လို့ပညာဆိုတဲ့စကားလုံးနဲ့ပညာဆိုတဲ့နေရာမှာလဲဟိုတန်းချောင်းစာသင်တာတွေကိုလည်းဒါပညာခေါ်တာပေါ့နော်ဟလာတက္ကသိုလ်ဝင်ပြီးတော့တက်ပါတယ်ဆိုတော့အဲ့ဒါကတော့ဟိုလောကုတ္တရာပညာလို့ဒီလိုအကျဉ်းပြင်းပြောကြတာအဲ့တော့နော်သူတို့စာစကားနဲ့ပြောရင်ပညာဆိုတာပညာတရေစေတသိက်ကိုခေါ်တာဉာဏ်ရည်စေတသိက်ဆိုတာရင်လောလောဆယ်မိမိတို့လောက်ကင်ဆောင်ရွက်တဲ့ကာယကံမှုဝစီကံမနောကံမှုဟာလည်းပဲအပြစ်ကင်းမှကုသိုလ်ဖြစ်တယ်နော်ပြစ္ဆုတ်ပံမှာအခုလောက်ကင်နေတဲ့ဟာလာကံတွေပေါ့ကာယကံဝစီကံမနောကံတွေဟာလည်းအပြစ်ကင်းစေရတယ်အကျိုးပေးလာတဲ့အချိန်ခါမှာလည်းဒီဘဝထဲမှာပဲပြီးတဲ့စီစစ်လိုက်တဲ့အခါကျရင်များသောအားဖြင့်တစ်ခါတလေရက်ထဲမှာကပညာမဟုတ်တာကိုပညာလို့ထင်နေတာတွေရှိတယ်မဟုတ်သူကခြေခုပ်လဲတယ်ခြေထိုးဖြက်စီတယ်ညစ်ပတ်တဲ့နိလန်းတွေနဲ့သူဘာကိုဖြက်စီတယ်ပေါ့လေလော်တယ်ဆိုရင်လည်းရိုးသားပြိုင်ပေါ့မဟုတ်မနိုင်လို့ရှိရင်သူများလေးနိုင်ရန်ကိုဆွဲပြီးတော့နောက်ကိုညစ်တယ်ဘုရားသာမနာလိုတာနော်မနာလိုတဲ့တရားကိုပါဠိလိုအိတ်တာလို့ခေါ်တယ်ဘယ်လိုခေါ်လဲဘုရားကြီးတော်အထူးပင်ကျေးဇူးတင်ဝမ်းမြောက်ပါလေဗျာနေ့လေကဖြစ်တဲ့အတွက်ကြောင့်ဒီမှာတည်းမှာလည်းပူပြင်းပါဆိုရည်ရောပဲ
ဇောတိကဆရာတော်ဘုရားဓမ္မဒုက္ခကျောင်းဆရာတော်ဘုရားနဲ့လက်ပံရွာမှာတိမင်္ဂလာကျောင်းဆရာတော်ဘုရားများအထူးပင်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းဘုရားပြတဲ့မိဘနှစ်ပါးနဲ့သမီးတို့ရဲ့ညီကောင်မောင်နှမများအားလုံးအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်သမီးတို့ကိုအခြေခံပညာကျောင်းမကြီးစပြီးအထက်တန်းတက္ကသိုလ်ဝင်နှန်းအောင်သည့်အထိပညာသင်ကြားပေးတဲ့စေရနာဝါဒနာ သာသနာရှိရာတိတ်တူဘုရားသာသနာရှိရာတိတ်တူသာဓုသာဓုသာဓု